17 ပိုင်းမှာတထေးဖြစ်ကိန်းရှိရဲ့နေနံနေထီချဲပေါက်ကိန်းရှိရဲ့နေနံနေအကြောင်းကိုဆရာထူးမြောင်ကနေပြီးတော့အခုပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အခုဆိုရင်17 လပိုင်းကိုရောက်ရှိတော့မှာဖြစ်ပါတယ်ဆိုတော့17 လပိုင်းဆိုတာက17မီးငိမ့်စီတဲ့လလို့လည်းခေါ်ပါတယ်အဲ့တော့ဆရာအခုပြပြသွားမယ်နေနံနေဟာတလပိုင်းကနေပြီးတော့2025ခုနှစ်တလပိုင်းကနေပြီးတော့10 လပိုင်းအထိမှာအပူတောကတွေများနေရင်တော့မှ17 လပိုင်းနဲ့ရောက်လာပြီဆိုရင်အပူတောကတွေငိမ့်အေးလာလိမ့်မယ်အေးချမ်းမှုတွေရရှိလာလိမ့်မယ်17မီးငိမ့်လာပါလိမ့်မယ်ဆိုတာကိုဆရာကပြောချင်ပါတယ်နော်ဆရာတို့လူတိုင်းမှာအခြေရေးအိမ်တောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးနော်ငွေကြေးအတွက်အခက်ခဲတွေအပူတောကတွေများစွာရှိပါတယ်တချို့ဆိုအခြေရေးအပူတောကရှိတယ်တချို့ဆိုအိမ်တောင်ရေးအပူတောကရှိတယ်တချို့ဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးအပူတောကတွေရှိတယ်အဲ့လိုအပူတောကတွေမှန်သမျှကတလပိုင်းကနေ10 လပိုင်းအထိမှာကြံခဲ့ပြီးတော့17 လပိုင်း17မီးငိမ့်စေတဲ့ကာလလေးရောက်ရင်ဒီအပူတောကတွေအားလုံးပပျောက်သွားလိမ့်မယ်ငိမ့်အေးလာလိမ့်မယ်နော်အကုန်လုံးအဆင်ပြေလာလိမ့်မယ်ကိုယ်မှာရှိတဲ့အခက်ခဲတွေအားလုံးလည်းပြေလည်လာလိမ့်မယ်ထီစုကြီးချဲစုကြီးပေါက်လာလိမ့်မယ်ကန်စမ်းမဲစုကြီးပေါက်လာလိမ့်မယ်နော်ငွေအလုံးရင်းဝင်လာလိမ့်မယ်စီးပွားရေးတွေတဟုန်တိုးတစ်ချိန်တိုးတိုးတက်လာလိမ့်မယ်အလောက်ကိုင်းတွေအဆင်ပြေလာလိမ့်မယ်အယောင်းဝယ်တွေအရန်ကောင်းလာလိမ့်မယ်အကျွေးတွေရှိရင်တော့အကျွေးတွေအကုန်လုံးကျေသွားမယ်လလို့ပြောလို့ရတဲ့17 လပိုင်းအကြောင်းကိုဆရာကပြောပြသွားမှာဖြစ်ပါတယ်17 လပိုင်းမှာဆရာခုပြောပြသွားမယ်နေနဲ့5ခုပါဆိုရင်17မီးငိမ့်စေတယ်တထေးဖြစ်မဲ့နော်ယတနာဘုံနော်ဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်နော်ဒီထီစုကြီးချဲစုကြီးတွေပါပေါက်မဲ့နေနဲ့5ခုကိုဆရာကနော်ပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဆရာအရန်ချမ်းသာအောင်မြင်မဲ့ဇာတာခွင်ထဲကိုဆရာတို့ရောက်ရှိလာမဲ့နေနဲ့5ခုပါဆိုရင်တနင်းကနွေနော်ဆရာခုပြောပြသွားမဲ့တနင်းကနွေအင်္ဂါဗုဒ္ဓဟူးတောက်ကြကြာတာပရိဒီနေ့နဲ့5ခုပါဆိုရင်17 လပိုင်းထဲမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်တထေးဖြစ်မဲ့ကိန်းရှိတယ်စီးပွားရေးတွေတဟုန်တိုးတက်လာမယ်လုပ်ငန်းအသစ်တွေလုပ်ရင်အောင်မြင်မယ်လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေပို့ပြီးတော့အဆင်ပြေလာမယ်အယောင်းဝယ်တွေအရန်ကောင်းလာမယ်ကိုယ့်ကိုကူညီစောင့်ရှောက်မဲ့သူတွေအများကြီးပေါ်လာမယ်မိတ်ကောင်းဆွေကောင်းတွေလည်းအများကြီးပေါ်လာမယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီငွေကိုအစုလိုက်အပြုံလိုက်အလုံးလိုက်အရင်လိုက်ကိုဝင်ကိန်းရှိပါတယ်အဲ့တော့ဒီနေ့နဲ့5ခုပါဆိုရင်17 လပိုင်းမှာကံအကောင်းဆုံးနေ့နဲ့5ခုလို့ဆရာတို့ပြောလို့ရပါတယ်ဒီနေ့နဲ့နေဟာ17 လပိုင်းမှာ17မီလဲငိမ့်မှာဖြစ်တဲ့အတွက်ကိုယ်မှာရှိတဲ့အပူတောကတွေတဖြည်းဖြည်းနဲ့ကို17 လပိုင်းနဲ့ရောက်တာနဲ့အပူတောကတွေငြိမ်းချမ်းလာလိမ့်မယ်အေးချမ်းမှုတွေကိုရရှိလာလိမ့်မယ်ကိုယ်ဘာပဲလုပ်အခက်ခဲမရှိဘဲနဲ့အဆင်ပြေမှုတွေကိုခံစားပြီးတော့အဆင်ပြေမှုတွေကိုကြုံရတော့မဲ့နေ့နဲ့5ခုပဲဖြစ်ပါတယ်เนาะဒီနေ့နဲ့5ခုပါဆိုရင်17 လပိုင်းထဲမှာကောင်းမှုကုသိုလ်တွေများများလုပ်သင့်တယ်ဖရာတရားများများလုပ်သင့်တယ်အလူဒါနတွေများများလုပ်သင့်ပါတယ်ဒီနေ့နဲ့5ခုဟာထူးထူးခြားခြားတွေ့ရတာတော့ဗောနော်အရန်ကောင်းတာတွေရှိသလိုစိုးတာလည်းတစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုရင်ကိုကနော်ဒီ line ပေါ်ကတွေ့ရဗောနော်ဒီအောက်လန်းတို့ဒီဆိုးဝါးမကောင်းတဲ့အတတ်ပညာတွေနဲ့ဒီလောက်ထားတဲ့နော်ရတရားပုံစံတွေကိုသွားမလုပ်ပါနဲ့နော်ကိုကအရန်ဟိုမှာအောင်မြင်တိုးတက်မဲ့အချိန်မှာကိုကန်နှိမ့်သွားမဲ့အရာတွေလက်ပိတ်သွားမဲ့အရာတွေနော်လုံးဝမလုပ်ပါနဲ့လက်ပိတ်သွားစေမဲ့အဆောင်တွေရှိတယ်ဘေးရင်လောကမှာလက်ပိတ်သွားမဲ့ရတရားတွေရှိတယ်ဒီလိုမျိုးတွေလုံးဝမလုပ်ဖို့ဆရာပြောချင်ပါတယ်ကိုအောင်မြင်တိုးတက်တော့မဲ့အချိန်မှာမကောင်းတဲ့အရာတွေမကောင်းတဲ့စိတ်တွေနော်မကောင်းတဲ့အဆောင်ပစ္စည်းတွေမကောင်းတဲ့ရတရားတွေကိုမလုပ်ဖို့ဆရာကအဓိကမှာချင်ပါတယ်လုပ်ချင်တယ်ဆိုရင်ဆရာအရန်ဟိုမှာ17မီးငိမ့်စေပြီးတော့ထူးခြားစေတဲ့ကုသိုလ်ပြုရတရားကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့ဆရာအခုပြောပြသွားမယ်9နှစ်နဲ့ရော9ရက်သားသမီးအားလုံးရောလုံးလို့ရပါတယ်ဒီအခုခုနပြပြသွားတဲ့ဒီနေ့နဲ့5ခုဟာဒီရတရားကိုပြုလုပ်မယ်ဆိုရင်ဒီ17 လပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်တထေးဖြစ်ကိန်းရှိတယ်စီးပွားတက်ကိန်းရှိတယ်ငွေလုံးရင်းဝင်ကိန်းရှိတယ်အကျွေးကြေကိန်းရှိတယ်အယောင်းဝယ်ကောင်းမှုရှိပါတယ်နော်အဲ့တော့ဒီရတရားကိုတခြား9ရက်သားသမီးတွေလုံးလို့ရတယ်ဒီနေ့နဲ့5ခုလည်းလုံးလို့ရပါတယ်နော်အဲ့တော့ဘာရတရားလဲဆိုရင်ဆရာတို့ပေါ့နော်တောက်တော်ကြီး17ခွက်နော်ဒီဗီဒီယိုလေးကိုတွေးရနေရနေစပြီးတော့ကတ်လို့ရပါတယ်17 လပိုင်းရောက်မှကတ်ဆရာမလိုပါဘူးအခုကတည်းက17 လပိုင်းအတွက်ဆရာတို့နော်ရီမန်းပြီးတော့ကတ်လို့ရပါတယ်ဆရာ17 လပိုင်းမှာအစဉ်ပြေဖို့အတွက်17မီးငိမ့်ဖို့အတွက်ဆရာတို့တောက်တော်ကြီး17ခွက်စီမီ17တိုင်ကိုဆရာတို့အခုကတည်းကစပြီးတော့ပူဇော်လို့ရပါတယ်
နော်အဲ့ဒါကဆရာတို့ဒီ17လပိုင်းအခုစလုပ်တဲ့ဒီဗီဒီယိုတွေ့ရနေရနေစပြီးစလုပ်လို့ရပါတယ်နှစ်ပတ်တိတိလောက်ရမှာဖြစ်ပါတယ်ဒီအရာကိုတွေ့ရနေရနေစပြီးတော့စလုပ်မယ်ပြီးတော့9ရက်ပြည့်ရနေကြရင်နောက်တစ်ခါထပ်လုပ်မယ်နှစ်ခါတိတိလောက်ရမှာဖြစ်ပါတယ်လောက်ရမှာကတော့တောက်တော်ကြီး17ခွက်ရဲ့စီမီ17တိုင်ရဲ့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ကတ်လူရမယ်အချိန်ရလဲမနက်17နာရီ17မိနစ်မှာကတ်ရမှာဖြစ်ပါတယ်တကယ်လို့မနက်ပိုင်းမှာမမီဘူးဆိုရင်ည17နာရီ17မိနစ်မှာကတ်လို့ရပါတယ်တစ်ခါပဲကတ်ရမှာဖြစ်ပါတယ်မနက်ကတ်ဖြစ်ရင်ကတ်မနက်မကတ်ဖြစ်ရင်လည်းညဘက်ကိုကတ်လူမယ်ပြီးရင်တန်မုတ်တွေကားတာကို17ခေါက်ဂုံတော်9ပါးကို17ခေါက်24ပစ္စည်းအကျင့်ကိုဆရာတို့17ခေါက်ရွတ်ပါမယ်အဲ့ဒါဆိုရင်17လပိုင်းတစ်လလုံး17မီငိမ့်ပြီးတော့အောင်မြင်ချမ်းသာမှုတွေရရှိမယ်တိုးတက်လိမ့်မယ်တထေးဖြစ်မယ်နောက်ပြီးတော့ဒီထီစုကြီးချဲစုကြီးပေါက်မယ်ဆိုတာကိုဆရာအာမခံပါတယ်ကိုမန်းမှာလည်းမိမိနေနဲ့ကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာဆူတောင်းပေးပါတယ်အဲ့တော့9ရက်သားသမီးအားလုံးနော်အခုလာမယ့်17လပိုင်းမှာ17မီငိမ့်ကြပါစေချမ်းသာအောင်မြင်တိုးတက်ကြပါစေလို့ဆရာထူးမြောက်အောင်နေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်